အိုမန်ကိုအိမ်လုံးနဲ့လာတာကောင်းတယ်ဒါပေမဲ့မလာရင်ပိုကောင်းတယ်အိမ်လုံးဆိုတာပါလေလာတာဘယ်လောက်ရလဲဘာတွေလောက်ကလဲဘယ်လောက်ထိပင်ပန်းလဲဘယ်လောက်ထိခက်ခဲလဲဆိုတာကိုမသိပဲနဲ့ရောင်ဝါလုပ်ပြီးလာနေရလူတွေများတယ်တချို့ agent တွေကအသေးစိတ်တေချာရှင်းပြကြပါမယ်တချို့ agent တွေကတော့ပေါ်တာဆွဲတယ်လို့မျိုးမလုံးတွေပေးပြီးတော့ပို့ကြတယ်ပြဿနာအခုမှစတာအိုမန်ကိုလာဖို့လွယ်ပေမဲ့အလုံးမလုံးနိုင်လို့ပြန်မယ်ဆိုရင်တိန်းရာနဲ့ချီပေးပြီးတော့ရောရမှာထိုင်နေတာအကောင်ထမှကြိုးမှန်းသိဆိုလို့ပေါ့အိုမန်မှာလစာမြန်မာငွေ10သိန်းကျော်လေးရဖို့အချက်ပြုတ်တန်ရှင်းရည်မီးဘူးတိုက်ခလေးထိတ်ခြံရှင်းကားစေတမိသားစုလုံးတစ်မျိုးလုံးတစ်ဆွေလုံးရဲ့အလုပ်တွေကိုလုပ်ရမှာပဲဖြစ်ပါတယ်လူတိုင်းလုပ်ရလားဆိုတော့100ခိုင်နှုန်းမှာ80ခိုင်နှုန်းလောက်တော့လုပ်ရပါတယ်ဆိုတော့မိမိဟာနိုင်ငံခြားသွားခြင်းစောနဲ့ agent တွေကိုကျမတို့အလုပ်လုပ်နိုင်တယ်ဘယ်လောက်ပဲပင်ပန်းပါစေဘယ်လောက်ပဲခက်ခဲပါစေဆိုပြီးတော့အာမချောင်ဖို့နဲ့နိုင်ငံခြားမသွားခင်တေချာဆုံးဖြတ်ဆင်ခြင်မှုကိုအကြံပေးချင်ပါတယ်ကဲပြောတင်တာလေးလည်းပြောပြီးပြီဆိုတော့မိမိတို့နိုင်ငံခြားမလာခင်တေချာတာဝန်ယူနိုင်တဲ့ agent တွေနဲ့ချိတ်ဆက်ပြီးတော့လာရောက်ဖို့အကြံပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်